ခန္ဓာ၅ပါးတွေကတဘာဝကြိုက်ရရှုရင်ဒကာဓမ္မတို့ဒီဥစ္စာ၅ပါးကဘယ်လိုနေပါလိမ့်မလို့လို့မေးတဲ့အခါကြလို့ရှိရင်ဘုန်းကြီးရှင်းပြပါမယ်နော်၅ပါးတွေကလည်းဆိုလို့ရှိရင်ဒုက္ခလေးကြောင့်ကိုဒကာဓမ္မတို့အဖျားချင်းရှင်ပြီးထောင်ထားလိုက်စမ်းပါဒုက္ခလေးကြောင့်အဖျားချင်းဆိုင်ထောင်ထားတော့သူတို့ကာယလေးနေတဲ့အတွက်နည်းနည်းတော့တောင်းမနေဘူးလားတောင်းပါဘူးအဲ့ဒီလေးခုစုံတဲ့ထိတ်ကနေပြီးတစ်ခုလေးတင်လာတင်ဖြစ်တာလေးတစ်ခုသဘောကျကောင်းပြီဒါဖြင့်၅ခုတော့စုနေပြီနော်ထိတ်ကတစ်ခုကာထတာ၄ခုလေးချောင်းတော့ဖြစ်နေပြီနော်ကိုင်းတရားဓမ္မတို့တစ်ချောင်းဆွဲလိုက်စမ်းပါထိတ်ကလည်းပြုတ်ကြမှာကြံ၃ချောင်းလည်းလဲရဘယ်နဲ့ကြောင်နော်ထိတ်ကလည်းပြုတ်ကြမှာကြံ၃ချောင်းပြုတ်တယ်လို့မလဲပဲဟုတ်လားမယုံရင်အိမ်ကြထောင်ကြည့်ပါအဲ့တော့ခန္ဓာ၅ပါးတဘာဘာကိုအပြည့်ရွှင်ကြံတဲ့ဥစ္စာတွေအကုန်ပြည့်ထက်ပါတော့ဘာမှခင်ဗျားတို့တန်ရမရှိနဲ့ရှင်းတတ်ကြပါလားရှင်းတတ်ပါဗျာရှင်းတတ်ကြစမ်းပါရှင်းတတ်ကြစမ်းပါဘုန်းကြီးကလည်းအမနာမဒေနာကြီးကျယ်ကျယ်နဲ့ဟောနေတာဩဒီဓမ္မတွေသူများကဘာရှုပါညာရှုပါဆိုလို့ရှိရင်ခက်ကုန်ပါဆိုလို့ဓမ္မတို့ဒီထက်ကကြက်ရဝေဒနာဖြင့်ဝေဒနာသာရှုစိတ်ကြရင်စိတ်သာရှုရုပ်ကြရင်ရုပ်သာရှုတခုအနိစ္စနဲ့ကျန်တာတွေက၄ချောင်းတော့